ကျန်းစာထဲမှာပြောထားတဲ့အတိုင်းပဲရေရီခုံးမျိုးဟာတရက်ထဲနဲ့ပြူကျသွားခဲ့တယ်။ဒါဟာတာမန်မဟုတ်ခဲ့ဘူး။ဘာလို့လဲဆိုတော့မြို့ရိုးတွေကအပြင်ဘက်ကိုပြူကျသွားလို့ပဲအတွင်းဘက်ကိုမဟုတ်ဘူး။အတွင်းကနေအပြင်ကိုတဘာဝလွန်တဲ့အရာတစ်ခုဖြစ်ပေါ်ခဲ့တယ်။ပုံမှန်အားဖြင့်လည်းဖះသခင်ကခမည်းတော်ရဲ့အသက်တာမှာအလုတ်လုတ်တဲ့အခါမှာကိုတော်ဟာအတွင်းကနေအပြင်ကိုအလုတ်လုတ်ပေးတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အပြင်ဘက်ကအရာတွေဟာကိုတော်အတွင်းမှာလှုပ်ဆောင်နေတဲ့အရာတွေထက်ပိုပြီးကြီးမားလို့မရလို့ပဲအကယ်၍အပြင်ဘက်ကကောင်းချီးမင်္ဂလာတွေကအတွင်းစိတ်နှလုံးထဲကကောင်းချီးမင်္ဂလာထက်ပိုကြီးမားနေမယ်ဆိုရင်သတိထားပါခမည်းလဲကျသွားလိမ့်မယ်။ဒါပေမဲ့ခမည်းကကိုတော်ကိုအတွင်းစိတ်နှလုံးထဲမှာအလုတ်လုတ်ခွင့်ပေးမယ်ဆိုရင်အပြင်ဘက်မှာမြင်ရတဲ့အရာတွေဟာဖះသခင်အတွင်းစိတ်နှလုံးထဲမှာလှုပ်ဆောင်နေတဲ့အရာတွေရဲ့အကျိုးဆက်တစ်ခုသာဖြစ်လာပါလိမ့်မယ်။အာမင်လို့ကြားပါရစေ။